မစ်ရှလင်ကျဲသုံးပွင့်ရစပုံမူကြီးချက်ပြုတ်ထားတဲ့ဘဲကင်ကြီးကအေးဆက်နေတာကိုအမျိုးသားကသတိထားမိသွားပါတယ်။ဒါကြောင့်သူကစပုံမူကိုအမှတ်တူမြဲပဲပေးလိုက်ပါတယ်။စပုံမူကသူ့ကိုတားပြီးဘဲကင်ကိုဓာတ်နဲ့ခွဲပြလိုက်တဲ့အခါဘိုက်ထဲမှာခိုသားတွေကိုတွေ့လိုက်ရပါတယ်။ခိုသားတွေကဘဲကင်ရဲ့အနံ့သက်တွေကိုစုပ်ယူထားတာကြောင့်အရသာကပိုပြီးကောင်းမွန်နေတာပါ။ဒါပေမဲ့အမျိုးသားကတော့သူ့ညာပဲဆက်ပေးပါတယ်။အကြောင်းရင်းကတော့စပုံမူကရုပ်ဆိုးလို့ပါတယ်။စားသုံးသူတွေကစပုံမူရဲ့ရုပ်ကိုကြည့်ပြီးစားချင်စိတ်ပျောက်သွားနိုင်တယ်လို့သူကဆိုပါတယ်။စပုံမူဟာသူ့ရဲ့ရုပ်ရည်ကြောင့်ပြန်ပွဲကနေထွက်လိုက်ရတဲ့အတွက်အရန်ကိုစိတ်ထိခိုက်သွားပါတယ်။ဒုတိယစပုံမူကတော့ငါးဟင်းတစ်ပွဲကိုယူလာပါတယ်။အဲ့ဒီငါးကငါးမျိုးစား6မျိုးရဲ့အကောင်းဆုံးအပိုင်းတွေကိုစုစည်းပြီးဖန်တီးထားတာပါ။ငါးရဲ့တစ်ဝက်ကိုစီကြောထားပြီးကျန်တစ်ဝက်ကိုတော့ပေါင်းထားတာကြောင့်ငါးတစ်ကောင်ထဲမှာအရသာ2မျိုးရနိုင်ပါတယ်။ဒါပေမဲ့အမျိုးသားကတော့ဒီငါးကရေဒီယိုတက်တိကြွထိတွေ့ထားတဲ့ငါးနဲ့တူတယ်လို့ပြောပြီးစားသုံးသူတွေကြောက်လို့စားရဲမှာမဟုတ်ဘူးလို့ဝေဖန်ကသူ့ညမပဲပေးပြန်ပါတယ်။တတိယစပုံမူကတော့ဟင်းသီးဟင်းရွက်တွေကိုကြာပန်းပုံစံထွင်းထူထားပြီးအလဲကဖျားရုပ်ပွားတော့ကိုတော့တူဘူးနဲ့ထွင်းထားတာပါ။အမျိုးသားကဒါကိုထွင်းဖို့ဘယ်လောက်ကြာလဲလို့မေးတဲ့အခါစပုံမူကနာရီပေါင်း20ကြာတယ်လို့ဖြေပါတယ်။အမျိုးသားကအဲ့ဒီလောက်ကြာမှတော့ဒီဟင်းကပုတ်စော်နိုင်နေပြီပေါ့လို့ပြောပြီးသူ့ညမပဲထပ်ပေးလိုက်ပါတယ်။အစီအစဉ်တင်ဆက်သူကဒါဆိုဘလို့အစားတောင်မျိုးမှာအောင်မြင်ပါလဲလို့မေးတဲ့အခါမှာတော့အမျိုးသားကစွန်းတစ်ချောင်းနဲ့တကြားရည်တွေကိုခတ်ပြီးလေထဲမှာစားလုံးတွေရေးပြလိုက်ပါတယ်။နောက်ဆုံးမှာတော့သူရေးထားတဲ့စားလုံးတွေပေါ်ကိုပန်းပွင့်လေးတွေဖြူလိုက်ပါတယ်။အမျိုးသားကစားသုံးသူတွေပေါ်ငဲ့ညာတဲ့စိတ်နှလုံးရှိမှသာအကောင်းဆုံးဟင်းလျာတွေကိုဖန်တီးနိုင်မှာဖြစ်တယ်လို့ညီကုန်းချုပ်ပြောကြားသွားပါတော့တယ်။